မင်္ဂလာပါရှင်မြန်မာ Twilight Reader Channel လေးကနေကြိုဆိုလိုက်ပါရစေ။ယနေ့ဖတ်ပြပေးသွားမယ့်စာအုပ်လေးကတော့စာရေးဆရာမောင်ညွန့်မိုင်းတန်လျင်ရေးထားတဲ့တိုက်ပုံရင်ခွဲငန်းတော်ကြားဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။တိုက်ပုံရင်ခွဲငန်းတော်ကြားတိုက်ပုံရင်ခွဲလူကြီးတိုက်ပုံကအညာဖြင့်ပင်နီချမ်းတိုက်ပုံနဲ့ရင်ဖွင့်ပြီးဝတ်ထားတော့အောက်ခံရင်ဘက်ကိုအထင်းသားမြင်နေရတယ်။ရင်ဘက်ပေါ်မှာအင်းကွက်တွေပြည့်လို့လက်ဖြံနှစ်ဖက်မှာလည်းပါဠိလိုရေးထားတဲ့စာတန်းတွေလည်းပြည့်နေတာပဲလက်ခုံပေါ်မှာလည်းအင်းကွက်တွေရှိရဲ့လက်ဝါးပေါ်မှာလည်းအင်းကွက်တွေရှိရဲ့လူကြီးကအသက်80ကျော်မဲ့ရုံမျိုးဗျစပင်တွေကကုတ်ထောက်လို့မျက်နှာကလည်းအကျွေး10ပြားစီလိုပဲ4000ကြကြကြီးရုပ်ရည်ကိုခံမှန်းရရင်တော့ကရင်တိုင်းရင်းသားမျက်နှာကြားရုံမျိုးပဲနှကမ်းမွေးဖြူဖြူထူထူတွေကပါဇက်သေးကုတ်ဝင်တယ်လို့ဖြစ်နေလို့ကွန်းဝါနေပုံကလည်းယွန်းစရာပါပဲဗျာကွန်စရေးတွေကနှကမ်းမွေးဖြူဖြူတွေကိုပေးချမ်းယုံမျှမကပါဇက်ကနေစီးကြနေလိုက်တာဖြင်ချမ်းတိုက်ပုံရင်ဘက်ပါပေးချမ်းနေတာပဲကချင်ပစိုးအကွက်ကြီးလက်လေးတင်နဲ့ပစိုးအောက်နာခွဲကိုမချုပ်ဘဲနဲ့ထုံးထားသေးရဲ့ပြီးယောဂီရောင်လွယ်အိတ်ဖောင်းဖောင်းကြီးကိုလွယ်လို့လူကြီးပုံစံကအယူလိုဘာလိုပုံကြီးစီးထားတဲ့ရွာလွတ်လို့ရာဘာဖနက်ကလည်းအမီးတိုပြီးအသေးကျိုးပြတ်နေတဲ့နေရာကိုကြေးနှမ်းကျိုးနဲ့ခြေထားတာမြင်ရတယ်။လူကြီးကချမ်းသာကြီးလက်ဖက်ရည်ဆိုင်ကထိုင်ကုန်မှာထိုင်ရင်းစပွဲတိုးကောင်လေးကိုလှမ်းခေါ်လိုက်တယ်ဗျ။ခြာတိတ်လာအောင်စပွဲတိုးကောင်လေးကလှည့်ကြည့်ပြီးမကြားအောင်ပြုတ်လို့ထွက်သွားရောနောက်ထပ်စပွဲတိုးကောင်လေးတယောက်ကိုလှမ်းခေါ်ပြန်တယ်။ဟေးကောင်လေးဒုတိယမြောက်စပွဲတိုးကောင်လေးကလည်းအယူလိုလူကြီးကိုလှည့်ကြည့်ပြီးရှာထုတ်ပြလို့လှည့်ထွက်သွားပြန်ပါရောဒီလိုနဲ့တိုက်ပုံရင်ခွဲတဲ့လူကြီးဟာစပွဲတို့၅ဦးကိုလှမ်းခေါ်ပါတော့လဲတူမှသူ့ကိုအေးမလုပ်တာတော့အန်ဂျိတ်ပြီးစပွဲတို့တွေကိုလိုက်ကြည့်နေရဲ့ဗျာဆိုင်ထဲကစားတောက်နေသူတွေကလည်းလူကြီးကိုစိတ်မနှံ့သူလို့ထင်နေကြပါဗျာလူကြီးကိုစပွဲတို့ကောင်လေးတွေကလုံးဝအေးမလုပ်ကြဘူးဗျလူကြီးကဒဏ်ရင်နွေးကြရတဲ့ကရင်နွေးချမ်းတွေကိုတစ်ခွက်ပြီးတစ်ခွက်တောက်နေတော့တယ်ကျွန်တော်ကလည်းဆက်ဆက်ဆူဆူသမားလေးဗျာစာတို့ပေစာလေးမတောက်တစ်ခေါက်ရေးနေသူဆိုတော့ပုံမှန်သဏ္ဍာန်ထူးခြားတဲ့လူကြီးကိုစိတ်ဝင်စားသွားတာပေါ့ဗျာဒါနဲ့သူတဦးတည်းထိုင်နေတဲ့စပွဲကိုသွားလိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်သူကကျွန်တော်ကိုလည်း view မဆိုင်ပါဘူးဗျာရင်နွေးချမ်းမဲ့တစ်ခွက်ပြီးတစ်ခွက်တောက်ရင်နွေးအိုးတွေကရင်နွေးကုံတော့အိုးဖုံးကိုခောက်ပြီးစပွဲထိုးကိုရင်နွေးချမ်းလှမ်းတောင်းတယ်ဘယ်သူမှမလာကြဘူးနောက်ဆုံးကျွန်တော်ကစပွဲထိုးတဦးကိုလှမ်းခေါ်လိုက်တော့မှရောက်လာတယ်ဆရာဘာတော့မှလဲဗျပေါ်စိတ်ရှယ်လာရိုးရိုးလားခမရှယ်ဘောကွာရမယ်ဆရာခဏလေးစောင့်ကောင်လေးကလှည့်ထွက်မလို့အလုံးမှာခြာတိတ်နေအောင်ဘာစားကျင်လို့လဲဆရာပြောပါကျွန်တော်ကအယူလိုတိုက်ပုံရင်ခွဲနဲ့လူကြီးကိုကြည့်ပြီးအဘကဘာတော့မှလဲဗျဟေးငါ့ကိုပြောတာလားဟုတ်တယ်အဘပေါ်စိန်လားချိုကြလားပုံမှန်လားပြောပါအဘငါလူကတိုက်မလို့လားဟုတ်ကဲ့ပါခင်ဗျအဘတောက်ချင်တာမှားပါခင်ဗျာဒီမှာလူကြီးကစပွဲတို့ကောင်လေးကိုလှမ်းကြည့်ပြီးဟဲ့ကောင်လေးမင်းတို့ဆိုင်မှာဘာတောက်ဆရာတွေရဆုံးပြောစမ်းဟဲ့စပွဲတို့ကောင်လေးကအယူလိုလူကြီးကိုအဖက်မလုပ်ချင်ပါတော့လဲကျွန်တော်ကတိုက်မာကိုတည်နေတော့ရနိုင်တာတွေကိုပြောပြတယ်လက်ဖက်ရည်ကော်ဖီမိုင်းလိုအပါတင်နွားလို့ရတယ်နက်စ်ကော်ဖီမရဘူးလားနက်စ်ဟုတ်လားဟုတ်တယ်ပြင်သစ်နိုင်ငံကထုတ်တဲ့နက်စ်ကော်ဖီကြားဘူးလားအဲ့ဒါရမလားရတယ်ရရင် Nest Coffee တစ်ခွက်တကြားနည်းနည်းပဲထည့်စားစရာရောဘာတွေရှိတော့လူကြီးကခက်တီတီမေးနေတာခမစပွဲတို့ကလည်းမထီလေးစားမျက်နှာနဲ့ပြောတယ်ဗျပမုတ်ကျဲဥကျော်ထမင်းကျော်စမူစာနံပြအီကြကွေးဝတ်သားကြက်သားပေါက်စီကိတ်မုတ်ပဲမုတ်ရတယ်ဆန်ဝစ်မရှိဘူးလားဘာဗျဟမ်ဘာဂါမရှိဘူးလားအဖိုးကြီးခမကမြင်ဖူးစားဖို့လို့လားရှိရင်ချကွာခင်ဗျားပြောတဲ့ဟမ်ဘာဂါတို့ဆန်ဝစ်တို့စားခြင်းဒီဆိုင်အောင်မလာနဲ့ဗျအင်းရလိတ်တို့ Spring Hotel တို့မှာသွားစားတန်ရမပြောဘူးဒါဆိုပမုတ်ကျဲဥကျော်10ခုလောက်ခဲ့အဲ့ဒါဘယ်သူရှင်းမှာလဲစပွဲတို့ကောင်လေးကအယူလိုလူကြီးနဲ့ကျွန်တော်ကိုကြည့်ပြီးမယုံတလို့မေးပါရောဗျာကျွန်တော်ကလည်းလူကြီးနောက်ပြောင်ပြောနေတယ်မှတ်တာပေါ့ဗျာဒီမှာပဲအဖိုးကြီးကဖြတ်ပြောလိုက်တယ်ငါရှင်းမှာခင်ဗျားရှင်းမှာအဖိုးကြီးပတ်စံရောပါလို့လားဗျပတ်စံဟုတ်လားဟုတ်တယ်စားပြီးရင်ငွေရှင်းနိုင်ဖို့အရေးကြီးတယ်မရှင်းနိုင်ရင်ခမမလွယ်ဘူးနော်
ဒီမှာပဲအယိုးလိုနှကမ်းမွေးစုပ်ဖွားသပင်ကုတ်ထောက်ဖြင်ချမ်းတိုက်ပုံရင်ခွဲနဲ့လူကြီးကယောဂီအောင်လွယ်ထဲလက်နှိုက်ပြီးဆွဲထုတ်လို့စပွဲပေါ်ပစ်ချလိုက်တယ်ဗျအဲ့ဒါစက်ကူစုံမဟုတ်ဘူးပတ်စံဟဲ့ကောင်စပွဲတို့မင်းဒါမျိုးကင်ဘူးလားမြင်ဘူးလားပြောစပွဲပေါ်ပစ်ချလိုက်တာ1000လမ်းစက်ကူဘန်စီ5စီးဗျာကြည့်ရတာတအုပ်ကိုရွက်ရည်100စီးဗျစပွဲတို့ရောကျွန်တော်ရောအံ့ဩသွားပါရောနဘေးမှာစားတောက်နေကြတဲ့လူတွေလည်းလှည့်ကြည့်ကြလို့ဟဲ့ကောင်စပွဲတို့စုပ်ရှိသမျှမုံမျိုးစုံခုချက်ချင်းလာချစမ်းခွေးမသားလေးလူကိုမထီမဲ့မြင်လို့ငါငွေတုံးနဲ့ကောက်ပေါက်လိုက်ရရင်တေသွားတော့မယ်ကွာတွားမြန်လို့စပွဲတို့လည်းငွေဆက်ကူပါကင်တုတ်တွေမြင်ရောပြန်မပြောရဲတော့ Nest Coffee အပါဝင်မုံမျိုးစုံလာချလိုက်တာစပွဲကုံကိုပြည့်ရှံသွားတာပဲဆိုင်ရှင်ကလည်းမုံမျိုးစုံချပေးရတဲ့ဝိုင်းမို့အော်ရောက်လာကြည့်ရောဗျာစားကွာဒါနဲ့မင်းကဒီမျိုးသားပဲလားကွာဟုတ်ပါတယ်ဗျလောက်ကရောကွာစာရေးဆရာပါခင်ဗျတထေးဖြစ်ပြီလားကွာစားတော့သားရရဆဆပါဗျမင်းငါစားတဲ့တန်ဖိုးရှင်းနိုင်လားရှင်းနိုင်ပါတယ်ဗျစားတာစားပါခင်ဗျဟုတ်ရဲ့လားစာရေးဆရာအဟုတ်ပြောတာပါဗျရဲ့စားပါဒီလိုနဲ့ယူလိုလူကြီး Nest Coffee 3ခွက်တောက်တယ်ကျုပ်ပါမုတ်ကျော်10ခုကိုပလုတ်ပလောင်းစားပြစ်လိုက်တယ်ပြီးနံပြား5ချက်ကိုပဲပြုတ်စီစမ်းနဲ့အကုန်စားပြစ်လိုက်ပြန်ရောဗျာပြီးတော့လက်တုပ်ဘဝနဲ့လက်တုပ်တယ်ဗျစားလို့ပြီးပြီမှတ်တာဘယ်ပြီးမှလဲဗျာဝတ်သားပေါက်စီ9လုံးကိုရင်နှွေးချမ်းနဲ့တီးပြစ်လိုက်ပါရောဗျဆိုင်ရှင်ကလားကြီးကလည်းအံ့ဩတဲ့မျက်နှာနဲ့ကြည့်လို့ပဝင်းကျင်စပွဲကစားနေတဲ့လူတွေကလည်းစူးစကားပုံနာကြီးရောက်နေတဲ့ဟေ့ဆိုပြီးလာရက်ကြည့်ကြပါရောဗျဝါပြီလားဗျခဏလေးပါကွာပြီးနောက်ကြက်သားပေါက်စီ9လုံးအချင်းနဲ့တို့ပြီးစားလိုက်ရောဗျာကျွန်တော်တသက်နဲ့တကူဒီလိုအစားကြီးအစားချမ်းတာမျိုးမတွေ့ဘူးပါဘူးဗျဝါရလားဗျဝါပြီကွစားမယ်ဆိုရင်တော့ကိတ်မုံနှလုံးလောက်ဝင်နိုင်သေးတယ်ကွဗျာဒီမှာလူဝဝကြီးတူကမယုံလို့ဝင်ပြောပါလေရောဘာကြီးဘာတော့ကွနောက်ထပ်ကိတ်မုံနှလုံးစားနိုင်မှာမလားဗျမင်းကလောင်းကြီးစားကြီးလုပ်ချင်လို့လားအဘ1 point ပွင့်သွားမှဆိုလို့ပြောတာဗျဒါလေးများလူကြီးကပြောရင်းကနေလှိထည့်ထားတဲ့ကိတ်မုံ10ချက်ကို9ချက်စီစုပြီးပါဇက်ထဲသွင်းရင်နွေးနဲ့မျောမျိုးချလိုက်တာပကံနဲ့ပြောင်းသွားပါလေရောဗျာယုံလားရှားပါတယ်ဘာကြီးဟာရှင်းမဟေ့လားဒီမှာကျွန်တော်ကစကားခံထားပြီးမို့ငွေရှင်းဖို့ပြောရတာပေါ့ဗျာအဘကျွန်တော်ရှင်းပါမယ်ခင်ဗျာခြာတိတ်အားလုံးဘယ်လောက်ကျသလဲဟဲ့4300ကျတယ်ခင်ဗျရော့ဒီမှာလူကြီးကျွန်တော်ပေးနေတဲ့ပတ်စံကိုသူ့လက်နဲ့ဖယ်ပြည့်ရင်ငါရှင်းပါမယ်ကွာရော့ပါကင်အုပ်ထဲက1005ရွက်ကိုအမြန်ထုတ်ပေးပြီးလွယ်ကြီးလွယ်လို့ထားရက်လိုက်ပါရောဗျဒီမှာဆိုင်ရှင်ကလားဘိုက်ရွှဲကဝမ်းသာအားရမျက်နှာနဲ့ပြောလိုက်တယ်အာရေဘာကြီးမကြာခဏလာစားပါနော်ခုလိုအားရပါရစားပါကြီးအဖဘာတော့ကွာအဖနာမည်ဘယ်လိုခေါ်ပါလဲခင်ဗျာငါနာမည်ဟုတ်ကဲ့ပါခင်ဗျာဒီမှာငါလူရမင်းကစာရေးဆရာပီပီတဲအလေးအလားအစုအဆက်များပြီတကောကွာဗျာကျေးဇူးတင်ပါတယ်စာရေးဆရာလေးရဲ့မင်းငါပေါ်တရားကြီးတာကျွေးခြင်းမွေးခြင်းတာငါအများကြီးကျေးဇူးတင်ပါတယ်ကွာမင်းကိုအသက်ဘယ်လောက်ရှိပြီတော့ကွာအသက်30ပါဗျအသက်30လူကြီးကလက်ထဲမှာလက်ညှိုးစာရေးသလိုကနန်းတွက်သလိုလုပ်ရင်းကမင်းဗုဒ္ဓဟူသားမဟုတ်လားကွာဗျာငါလူကရာဟုတ်ပါပဲမင်းထောင်ကြကိန်းရှိတယ်နော်စာရေးဆရာဗျာမိန်းမရှိရင်ကွဲလိုက်အောင်မဟိတ်အဘအိမ်အောင်ကွဲပြီးလူလုံးမလှဖြစ်အောင်မယ်သူ့ကိုကျွန်တော်ဘေးတင်မမေးပါဘူးဗျာသို့တော့ तू ကအယူလိုလိုအကောင်းလိုလိုနဲ့ပါဇက်ကနေဘေးတင်ဟောနေတယ်လို့အာမနာတန်ပြောနေတာဗျမင်းအသက်55နှစ်ရောက်ရင်ငွေကိုသိန်းနဲ့တန်းနဲ့ချီပြီးကန်ရ300မှာငါလူရမင်းရုပ်ရည်နဲ့မတန်နဲ့မိမချောနဲ့အိမ်ထောင်ကြအောင်မှာကွပြီးတော့မင်းမြန်မာပြည်မှာမင်းနာမည်ကြီးအောင်မှာဟဲ့နာမည်ကြီးပြီးတော့မှလက်ထဲပတ်စံတစ်ချက်မှမရှိတဲ့ဘဝကိုရအောင်မှာဟဲ့ပတ်စံမရှိတာကိုပဲမင်းကအရန်စိတ်ချမ်းသာနေမှာစာရေးစရာလေးကငါပြောတာမှတ်ထားနော်လွဲသွားရင်ငါ့ကိုနေတိုင်းမင်းဆဲလို့ရတယ်ငါလူ
ငါပြောတာမှန်ခဲ့ရင်လက်အုပ်ချပြီးကျေးဇူးတင်ပါတယ်အဖလို့ပြောဒီစကားတွေကမင်းငါ့ကိုလက်ဖက်ရည်နဲ့မုတ်ကျွေးပြရစီလို့ပြောတဲ့ကျေးဇူးစေတနာကိုငါဆက်တာပဲအရက်မတောက်နဲ့အရက်တောက်ရင်မင်းစီးပွားပြက်လိမ့်မယ်သွားပါဟဲ့တို့ကလေးတယောက်တည်းစကားတွေအမြင်မပြတ်ပြောပြီးချမ်းသာကြီးလက်ဖက်ရည်ဆိုင်ထဲကနေလှစ်ခနဲပြေးထွက်သွားပါရောဗျာဒီအဖိုးကြီးကိုကျွန်တော်အခုမှမြင်မှုတာပါမူလကအယူလို့ပဲထင်ခဲ့တာပါအကဲခန့်နေရင်ကတနာလို့လက်ဖက်ရည်တိုက်မဲ့လုံရင်ကငွေဆက်ကူထုတ်တွေစပွဲပေါ်ပစ်ချပြီးစပွဲတူးနဲ့ဆိုင်ပိုင်ရှင်ကိုအံ့ဩစေခဲ့သူပါလူ9ယောက်မကစားနိုင်တဲ့အစားအစာတွေကိုအကုန်စားသွားတဲ့လူကြီးပါသူ့နာမည်ကျွန်တော်မသိဘူးကျွန်တော်အလုပ်ကိုသူသိနေတယ်ပြီးတော့စားသမျှကိုအကုန်ရှင်းသွားတယ်သူကအယူတထေးလားတထေးယူလားကျွန်တော်ရဲ့ရှေ့ပြစ်တွေကိုအမခန်းလိလိကြောက်ခမန်းလိလိမမေးပဲပြောသွားလိုက်တာဟုတ်နိုင်မှာမလားဗျာသူ့ဘက်ဘဲရက်သားပါလေစိုက်ကားသမားမြင်းလဲသမားကားသမားဈေးတဲ့တွေ့သမျှစုံစမ်းမေးမြန်းတော့လေဒီအဖိုးကြီးကိုအရင်ကလုံးဝမမြင်ဘူးပါတဲ့မှတ်ချက်ဘာတိုက်ပုံကြီးလွန်ခဲ့သည့်အနှစ်30ကကြိုပြောခဲ့တဲ့နမိတ်စကားများကျွန်တော်အသက်50ကျော်ခန့်မှာအမှန်အကန်ကြုံခဲ့ရပါတယ်နိုင်ငံရေးပုံမှန်နဲ့ထောင်ကျပြီးအိမ်ထောင်ပြိုကွဲသွားပြီးသမီးလေးရောဇနီးရောကွယ်လွန်ခဲ့ပါတယ်ဒုက္ခဆင်းရဲမျိုးစုံရင်ဆိုင်ပြီးမှအောင်မြင်မှုရခဲ့ပါတယ်အခန်း2ကျွန်တော်နဲ့ထိုတိုက်ပုံရင်ခွဲအယူလိုလူကြီးတို့တွေ့ဆုံခဲ့တာ1986ခုနှစ်တုန်းကခင်ဗျသူနဲ့တွေ့ခဲ့ရတဲ့ဖြစ်ရပ်ကိုကျွန်တော်ရဲ့နေ့စဉ်မှတ်တမ်းမှာနေဆွဲနဲ့ရေးထားခဲ့ပါတယ်ဗျာသို့တော့အစွဲလမ်းမထားပါဗျာမိမိပျောက်ပျောက်ကိုယ့်လုပ်ကိုလုပ်နေလိုက်တာပဲဒီနေ့ကျွန်တော်တိုက်ပုံရင်ခွဲနဲ့အင်းဆက်မစေးမင်ကြောင်နဲ့ဘိုးကြီးကိုမမျှော်လင့်မဲ့သွားတွေ့ပါရောဗျာမြို့လေဈေးရှိမွေးအလံမဲဝိုင်းပါဗျာသူ့ကိုချက်ချင်းမြင်လိုက်တာမဟုတ်ဘူးနော်မြင်ရကြုံရတာကဒီလိုဗျမွေးအလံမဲဝိုင်းမှာတောသူတောင်သားဈေးဝယ်ဈေးပြန်တွေဝိုင်းကြည့်နေကြတာဗျလူတွေနဲ့အများကြီးဗျအလံမဲဆရာရဲ့အမိကမွေမင်းရာစားတဲ့အရက်မြင့်မြင့်အသားညွညွကြီးဗျတစ်သားနဲ့မွေးပချုပ်သေးကထုတ်ထားတဲ့မွေးဟောက်ကြီး3កောင်ကလည်းပပြင်းကြီးတွေထားအောင်ပြီးပြိသက်ကိုလိုက်ကြည့်နေပုံများကြောက်စရာကြီးဗျဟောတာငန်းပုတ်လို့ခေါ်တယ်ဗျဟောဒီဝဝအကောင်ကငန်းဝါလို့ခေါ်တယ်ဒီမဲမဲအကောင်ကတောကြီးမွေဟောက်တဲ့ကဘာပေါ်မှာအစိတ်အပြင်းဆုံးမွေဟောက်တွေပဲမွေဘွေးအမျိုးအစားထဲမှာမွေဘွေးနဲ့အတူချက်မွေပင်လယ်မွေပါတယ်အစိတ်ပြင်းတယ်ဒီနေရာမှာကြည့်နေတဲ့ပရိသတ်ကိုအထူးပြောချင်တာကဒီပရိသတ်ထဲမှာတောသူတောင်သားတွေအများစုပါဝင်ကြပါတယ်လေထဲရတဲ့ချောင်းထဲမြောင်းထဲမှာအလုတ်ချမ်းလောက်ရတော့အစိတ်ရှိတဲ့မွေစိုးတွေနဲ့မကြာခဏကြုံပြီးစပားရိပ်ရင်မွေကြိုက်သေးကတင်းရိုးပေါ်မွေဝေးကြိုက်လို့သေးဒါတွေမကြာခဏကြုံရပါတယ်ကျွန်တော်အဖေလည်းသမားစစ်ပါမြဝကျွန်းပေါ်ကကရင်ရွာလေးမှာစပားနယ်ရင်တလင်းထဲကမွေဟောက်ဟောဒီမဲမဲရှိရှိအကောင်ကြိုက်လို့တလင်းထဲမှာပဲအသက်ဆုံးခဲ့ရတယ်ဒါကြောင့်မွေစိုးတွေကိုကျွန်တော်စိတ်နာလုံးလို့တွေ့သမျှမွေလိုက်တက်ခဲ့တာကောင်းရင်2000ကျော်သွားပါပြီမွေကောင်းတွေကိုစေးစိန်တာဖန်ပလင်းကြီး10လုံးကျော်ပါတယ်ဟောဒီပလင်းကနမူနာပြတာပါကြည့်ကြပါမွေအလံမဲမွေမင်းရာစာကတပေခန့်မြင့်တဲ့ဖန်ပလင်းကြီးကိုပြိသက်တွေရှိလိုက်ပြစီတယ်ဟုတ်တယ်ဖန်ပလင်းထဲမှာမွေကောင်းတွေကိုစေးစိန်ထားတာအများကြီးပဲအဲ့ဒါမွေဟောက်အုပ်စုဝင်ငန်းဆောင်ငန်းပုတ်ငန်းဝါငန်းတော်ကြားရဲ့ဥကောင်းတွေပါပဲခင်ဗျနောက်တစ်ပလင်းလိုက်ပြစမ်းတစ်ပက်ဟုတ်ကဲ့အဲ့ဒီပလင်းတွေကမွေဝေးကောင်းချက်မွေကောင်းပင်လယ်မွေကောင်းတွေဖြတ်ပြီးစေးစိန်ထားတာပါကျွန်တော်ကိုယ်တိုင်တက်ပြီးစေးစိန်ထားတာပေါ့ကျွန်တော်အဖေကိုကြိုက်တက်တဲ့နာကြီးချက်နဲ့ကျွန်တော်ရွာပေါင်းစုံနယ်ပေါင်းစုံလှည့်ရှာဖွေတက်ဖြတ်အမှတ်တရစုဆောင်တဲ့မွေစိုးဥကောင်းတွေပါအိမ်မှာဒီလိုစေးစိန်ပလင်းတွေ10ပလင်းရှိပါသေးတယ်နောက်တော့ကျွန်တော်မွေနိုင်ကာတာရလာခဲ့တယ်မြို့ဝကျွန်းပေါ်ကမွေစိုးကြိုက်ခံရတဲ့လူနာ600ကျော်ကျွန်တော်ဟောဒီဆေးမြင့်နဲ့အသက်ငယ်ကူးခဲ့တာဗျရောင်းဖို့များများတော့မရှိပါဘူးဗျာခရမ်းသွန်းဖျားပွဲမှာအလံမဲပြတော့ကဆရာကြီးရဲ့မွေစိတ်နိုင်ဈေးတော်များချီးမြှင့်ပါဆိုလို့တောသူတောင်သားဖျားဘူးတွေကိုတနာတာနဲ့ပေးလူခဲ့တာ300ကျော်ကုန်သွားခဲ့ပါတယ်နည်းနည်းပဲကြံတော့တယ်ဟဲ့မောင်စိန်ဘယ်နှတောင်ကြံသေးတော့50ပဲကြံတော့တယ်ဆရာဟုတ်ပြီ50ကျော်ကြံရင်တဝက်လောက်တော့ကျွန်တော်လှူဒန်းခဲ့ပါမယ်အလကားပေးမှာနော်လက်တွေ့အစိတ်ကိုချပြမှာဟောဒီမွေဟောက်3កောင်နဲ့ကအကြီးဆုံးငန်းဝါကြီးရဲ့အကြိုက်ခံပြီးအစိတ်ထုတ်ပြမှာမွေစိတ်ချဆေးတောင်းအတွက်ပတ်စံတပြားမှပေးစရာမလိုဘူးဒီဆေးပင်ကိုရဖို့ဟိုးဘင်္ဂလားပင်လယ်ဝါကကလားစာတို့ကြီးဖုန်ကြီးတစ်ပါးနဲ့တွေ့ပြီးမ
မွေးမနိုင်မန်နန်ကိုကျွန်တော်ရခဲ့တယ်အဲ့ဒီမန်နန်နဲ့မွေစိတ်ကြဆေးပင်ကိုစစ်ခွဲပြီး49ရက်တသက်လို့အဋိဌာန်မန်နန်1000ရွတ်ပြီးတိတ်တိတင်ခဲ့တာပါဆရာသခင်စာရူကြီးကလည်း9ရက်တိတိတိတ်တိတင်ပေးခဲ့တဲ့အတွက်မွေမှန်ရင်ငကားကအစာကြောက်စရာမလိုပါဘူးအခုကျွန်တော်ငန်းဝါမွေစိုးကြီးရဲ့အကြိုက်ခံပါမယ်ပြိသက်ရှိမှာမွေစိတ်ချပြမယ်ယုံကြည်မှလမ်းတောင်းမှာလူတိုင်းတော့မရပါဘူးမရတဲ့အတွက်စိတ်မဆိုးကြပါနဲ့နောက်15ရက်လကွယ်မှာကျွန်တော်ဒီနေရာပြန်လာခဲ့ပါမယ်။ကိုင်းကြည့်ကြပါ။ဟဲ့ကုန်းနေတောနေရေနေကြောက်ကြိုကြောက်ကြားနေတွင်းအောင်မွေစိုးအပေါင်းတို့ပညာသည်စီရင်နဲ့တိုက်မွေပါမကြံမွေဝေးမွေဟောက်ငန်းပုတ်ဝါငန်းပုတ်ငန်းဝါပင်လေချက်မွေများနဲ့မင်းတို့ရဲ့တင်းပင်းရံ၍ငကားမွေတို့တင်းတို့ကိုငါအမိန့်ပေးတယ်။အော်စာရရှတ်တရီနာကားတွေငါ့ကိုကိုက်ဝင်ရင်ကိုက်ဆန်းပေါက်ဝင်ရင်ပေါက်ဆန်းဟောဒီမှာတိတ်တီဝင်ဆေးမြစ်တွေ့လားမြင်လားကိုက်ဝင်ကိုက်ဆန်းငွေမင်းရာစာဆိုသူအလံမဲဆရာကြီးကအင်းစုံထိုးထားတဲ့ညာဘက်လက်မှာတိတ်တီဝင်မွေနိုင်ဆေးမြစ်ကိုစုပ်ကန်ပြီးငန်းဝါကြီးရှေ့မှာလက်ထိုးပြလိုက်ရောဟဲ့အမလေးနောက်ဆုတ်ကြဟဲ့ကိုက်လေကိုက်ဝင်ကိုက်ရော့ပပြင်းကြီးထောင်ထားတဲ့ငန်းဝါကြီးကဆရာကြီးမွေမင်းရာစာမွေနိုင်စေးဆုပ်ထားတဲ့လက်ကိုစိုက်ကြည့်ပြီးပပြင်းနောက်ကိုဆုပ်လိုက်တာမြင်ရောကျွန်တော်တော်တော်အံ့ဩသွားပါရောဗျမွေမင်းရာစာကရှေ့ကိုတိုးဆန့်ရင်ငန်းဝါကြီးကနောက်ကိုဆုပ်ပြေးလုံးဝမကိုက်ရဲတော့ဘူးဗျာဒီနောက်မွေဟောက်ကြီးနဲ့ငန်းပုတ်ကြီးမျက်နှာရှိဆေးဆုပ်လက်ကိုထိုးပေးပြန်တယ်မွေစိုးကြီးတွေလန့်ပြီးပပြင်းချလိုက်တာကိုမြင်ကြရောဆရာကြီးရဲ့မွေနိုင်စေးမြစွမ်းနဲ့ဟေးဖြစ်ပြီးလှမ်းတောင်းကြပါရောဆရာကျုပ်ကိုတစ်ခုပေးပါဆရာကျမကိုတစ်ခုပေးပါရှင်ဖြည်းဖြည်းတောင်းမှမလုပ်ကြပါနဲ့ဒီနေ့မရရင်နောက်နေ့ရမှာပါမတိုးကြပါနဲ့စီးဝိုင်းနဲ့မဝင်ကြပါနဲ့ခင်ဗျာဒီမွေနိုင်စိတ်မြင့်ရဲ့အစွမ်းကိုပနာမမြင်ရတာပဲရှိပါသေးတယ်ငွေစိုး3ကောင်မကရဲတာအလုံးမြင်မှာဒီနေရာမှာတောင်သူလယ်သမားဦးကြီးများကိုဘ ഹു တုတအဖြစ်ပြောပြချင်တာကငွေစိုးအစိတ်တက်ပုံအကြောင်းပါခင်ဗျမွေဟောက်အကြိုက်ခံရရင်အစိတ်တက်တဲ့လက္ခဏာမွေစိတ်ကအာယုံကြောတွေကိုပြန့်နှံ့သွားပြီးအသက်ရှူကျက်လို့အုံနောက်ကိုထိခိုက်သွားပါတယ်။မွေဟောက်အကြိုက်ခံရတာနဲ့မျက်စိတွေဝေဝါးပြီးဦးကောင်းထောင်လို့မရတော့ပါဘူး။ကဘာကြီးခြားခြားလဲသလိုမူးဝေနေပါမယ်။ပြီးကိုရီလက်တွေလုံးဝလှုပ်လို့မရပဲပါဇက်မဟနိုင်တော့ပါဘူး။အချိန်မီမကုသနိုင်ရင်တခဏအတွင်းအသက်ဆုံးပါတယ်။မွေဝေးအကြိုက်ခံရတဲ့လက္ခဏာကတော့မွေဝေးရဲ့အစိတ်ဟာသွေးပြန်ကြောကိုဝင်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုချက်ချင်းအစိတ်ပြန့်တယ်။သွေးဥတွေကိုတိုက်ခိုက်ဖျက်ဆီးခံရပြီးအဆွဲနေရဝင်းကျင်ဟာရောင်ကိုင်းဖူးရောင်ပြီးအလွန်နာကျင်ပါတယ်။မွေကြိုက်ခံရတဲ့နေရာကနေတန်ငန်ရည်တွေထွက်လာလိမ့်မယ်။ဒီနောက်တဝေါဝေါပြုတ်ဝံပြီးရက်တီလို့မရအောင်မိုးဝေပြီးခြေတွေလက်တွေပါအေးဆက်လာပြီးလုံးဝသတိလက်မေ့မျောသွားလို့အသက်ဆုံးရပါတယ်ခင်ဗျ။ဒီတော့မွေကြိုက်ခံရရင်အရေးပေါ်ဘယ်လိုလုပ်ရမလဲဆိုတော့အကြိုက်ခံရတဲ့နေရာအထက်ကနေကျိုးနဲ့ချီထားပါပြီးရင်ဒဏ်ရာကိုရေတန်းတန်းနဲ့ဆက်ပြာနဲ့ဆေးကြောပေးရပါတယ်။ရေမရနိုင်တဲ့နေရာကျင်ငယ်ရည်သို့မဟုတ်တရွေးနဲ့ပတ်ဖြန်းပြီးဆေးပေးရပါမယ်။တရွေးနဲ့ကျင်ငယ်ရည်ဟာအစိတ်ကိုပြည့်စေတဲ့ဓာတ်များပါဝင်လို့ပါပဲ။အခုကျွန်တော်ဖြန့်ဝေထားတဲ့မွေစိတ်နိုင်ဆေးမြစ်ကတော့စောင့်ထားရအောင်နဲ့မွေကိုတန့်ဟန့်စေနိုင်တယ်လို့မတော်တဆကိုက်မိရင်လည်းရေနဲ့သွေးလိမ့်လိုက်တာနဲ့မွေစိတ်များချက်ချင်းကျပြီးအစိတ်ပြည့်စေပါတယ်။အခုကျွန်တော်မွေဝေးတစ်ကောင်ရဲ့အကြိုက်ခံပြမယ်။ဒီဆေးမြစ်ကိုစုပ်ထားရုံများနဲ့မွေလုံးဝမကိုက်နိုင်တာကိုလက်တွေ့ပြမှာမို့ကိုင်းရွာသားရေအင်္ဂလန်ကဘင်တန်လေးပြတော်မူစမ်းပါဗျာဘင်တီးတဲ့သူကတရေပင်နဲ့လန်ခွေးကိုခတ်ဆူဆူတီးနေချိန်မှာမွေစရာမွေမင်းရာသားကတစ်တာနက်ကိုဖွင့်ပြီးမွေဝေးတစ်ကောင်ကိုတန်ညက်နဲ့ကုတ်ယူလို့မြေပြင်မှာချလိုက်တယ်ကြောကုန်းမှာဂရီဘာရောင်အဖြူအနက်အနားတက်ထားတဲ့တုတ်တုတ်မွေဝေးကြီးတစ်ကောင်ဟာတတလင်းချိတ်အခရာလိုမြေကြီးပေါ်မှာကောက်ကွေးပြီးမျက်လုံးကိုဖွင့်လို့ကြည့်နေတယ်။မွေပွေးဆိုတာသူ့ကိုထိမှလှဲ့ပေါက်ထွက်ပေါက်တာပါဗျာ။သူ့ကိုမထိရင်ဘာမှမလုပ်ပါဘူး။ဟောဒီဆေးမြစ်ကင်ထားတဲ့လက်နဲ့ဒီမွေကိုထိပြပါမယ်။လုံးဝမလှုပ်နိုင်ရပါဘူး။ကြည့်ကြပါ။မွေရုပ်တွေလက်မှာထိုးထားတဲ့မွေဆရာကမွေနိုင်ဆေးမြစ်စုပ်ထားတဲ့ညာလက်နဲ့မွေပွေးရဲ့အမိကိုအသာထိလိုက်ရောဟာဟဲမလေးမွေပွေးကဖူးကနေအတန်ပေးပြီးညာတွတ်ပေါက်လိုက်တာဗျမွေးစရာအဆောင်မြန်ပြီလို့တာပေါ့နှုတ်မမွေးပွေးကြိုက်လို့တေရော့မွေးစရာမွေးမင်းညာစာကမွေးပွေးကိုစိုက်ကြည့်ရင်ကဘင်တီးနေတဲ့လူကိုအတီးရက်ခိုင်းလိုက်တယ်ကျွန်တော်မြစ်တာရက်ခံပေးရစီဗျာပြိသက်ထဲမှာဖနက်ဖင်ခု
ထားတဲ့လူရှိရင်မထိုင်ပါနဲ့ဗျာဖနက်ကိုဖယ်လိုက်ပါအခုဖြစ်နေတာကကျွန်တော်ကိုပညာသက်တိုက်တယ်လို့မျိုးဖြစ်နေလို့ပါဒီမှာမွေးစရာကပြိတ္တကိုဝေ့ကြည့်ရင်တနေရာကိုလက်ညှိုးထိုးပြရင်ဟိုးတစ်ပင်ပေါ်မှာတက်ထိုင်ကြည့်နေတဲ့လူအောက်ကိုဆင်းပါဗျာအဲ့ဒီလိုမလုပ်ပါနဲ့ဗျခင်ဗျားတို့ကကျွန်တော်ကိုပညာဆန်းသလိုဖြစ်နေတယ်တစ်ပင်ပေါ်ကဆင်းလိုက်ပါဗျကျွန်တော်တို့လှည့်ကြည့်လိုက်တော့အသက်20ခန့်အင်ကြီးကြောပြောင်တဲ့လူတအူးကကုတ်ကိုပင်ခွာကြားကနေဖြုံးငနဲ့ခုန်ဆင်းလိုက်တာကိုမြင်လိုက်ရတယ်ဟုတ်ပြီကျေးဇူးပါပဲဗျာကျွန်တော်ဆက်ပြပါမယ်ကျွန်တော်တို့မွေအလံမဲ့အလုပ်ဆိုတာအသက်နဲ့ရင်းရတာပါအစိတ်ပြင်းတဲ့မွေဝေးမွေဟောက်တင်နဲ့ကစားရတာပါတချို့ပညာသည်တွေကကျွန်တော်တို့ကိုပညာဆန်းတာရှိပါတယ်ပညာဆန်းခြင်းရင်ဖွင့်ပြောပြီးစမ်းပါစောစောကမွေနိုင်ဆေးမြစ်ရယူထားတဲ့သူတွေဒီတစ်ခါပြပြီးရင်ကျွန်တော်မွေနိုင်ဂါထာစာရွက်နဲ့မွေနိုင်ဆေးမြစ်စိန်ထားဖို့တိတ်တိဝင်မလျှော့စီတပလင်ပေးပါမယ်ဆေးမြစ်ကိုမလျှော့စီပလင်းထဲမှာစိန်ပြီးကျွန်တော်ပေးတဲ့ဂါထာကိုနေ့စဉ်သက်စိတ်ရွတ်ပေးပါတန်စိတ်ဓာစိတ်လှမ်းစိတ်ပလင်းခွဲဆူချက်ခတ်ဆူဆူရင်လည်းဒီဆေးမြစ်ကိုမလျှော့စီနဲ့သွေးလွှင့်လိုက်ပါချက်ချင်းစိတ်ကြပါတယ်မယုံရင်လက်တွေ့ပြပါမယ်ကြည့်ပါမွေစရာမွေမင်းရာစားကကြောက်ပြင်ပေါ်မှာစုပ်ထားတဲ့ဆေးမြစ်ကိုကင်ပြီးသွေးလိုက်တယ်ပြီးနောက်ဓမြောင်တအူးပြားနဲ့သူ့လက်ဖြံကိုထိုးလိုက်တာသွေးရဲကနေထွက်လာတယ်သွေးတွေကိုအဝတ်ဖြူစားတစ်ခုနဲ့ဖိတုပ်ထားရင်ကစကားပြောလိုက်တယ်တန်စိတ်တက်ပြီးမေးခိုင်ပေါ်ဝင်သွားရင်ကျွန်တော်မေးစီပြီးသေးရမှာပါကြည့်နေပါသူကဖိထားတဲ့အဝတ်စားကိုဖယ်ပြီးဆေးမြစ်ဆေးရည်ပြစ်ပြစ်ကိုလက်ညှိုးနဲ့တက်ယူပြီးဓာဆူဒဏ်ရာပေါ်မှာဆေးလိမ့်အောင်ပြီးလက်ဝါးနဲ့ဖိထားတယ်ပြီးကလားစာလိုမန်းတန်းကိုရွတ်ပြီးမြေကြီးကိုဖနှောက်နဲ့ပေါက်လိုက်တယ်ဒီနောက်ဖိထားတဲ့လက်ကိုရုပ်လိုက်ရောဓာဆူဒဏ်ရာမှာသွေးလုံးဝမထွက်တော့ဘူးအားလုံးအံ့ဩသွားကြတယ်မယုံရင်ကြိုက်တဲ့လူဝင်ပြီးဒီဓာတ်နဲ့အထိုးခံမှာကျွန်တော်ဒီဆေးမြင့်နဲ့သွေးတိတ်အစိတ်ပေးအောင်အားလုံးရှိမှလုပ်ပြပါမယ်ဟောဒီမွေတွေမကရဲတာကြည့်ပါဂိုင်းစောစောကဆေးမြင့်ယူထားသူများကိုတိတ်ထိဝင်စီနဲ့မွေနိုင်ကာတာစာရွက်ဝေပေးလိုက်ပါရယူထားတဲ့သူများပြပွဲပြီးရင်မပြန်ပါနဲ့စောင့်နေကြပါဒီဆေးမြင့်ရဲ့အထူးလျှို့ဝှက်ချက်နဲ့ဆောင်းရန်ရှောင်းရန်ကိုနှစ်ကိုကြားပြောပြချင်လို့ပါဘာလို့လဲဆိုတော့အသုံးမတက်အထားမတက်ရင်ကိုယ့်ကိုတန်ပြန်ထိခိုက်မှာစိုးရိမ်လို့ပါကိုင်းဟောဒီမွေပွဲကိုငြိမ်သွားအောင်လုပ်ပြပါမယ်လုံးဝမကိုက်စေရပါဘူးကြည့်နေပါမွေစရာကြီးမွေမင်းရာစားကစောစောကလိုပဲညီနေတဲ့မွေပွဲကိုဆေးမြစ်ကင်လက်နဲ့နောက်ကနေလှမ်းထိလိုက်တာအမလီဟာအမီရဲ့ပြိတ္တအားလုံးလမ်းဖြတ်អော်လိုက်ကြတာညံသွားပါရောဗျာမွေဝေးကသူ့အမီကိုထိလိုက်ရနောက်ပြန်ပေါက်လိုက်တာမွေစရာကလည်းလှိန်လိုက်တာဗျမွေဝေးရဲ့လေပင်ကိုဆေးမြစ်မကင်တဲ့လက်နဲ့လှမ်းညှစ်ဖမ်းထားလိုက်တာအိုးကြောက်စရာကြီးရဲ့ဗျာမွေဝေးကဒေါသတွေထွက်ပြီးတဖြည်းဖြည်းနဲ့အတန်ပြုတ်လို့ကင်ထားတဲ့လက်ထဲမှာရုန်းကန်နေတာဗျတန်လိုက်တဲ့မွေဝေးကြီးဗျာဆရာကလည်းမလွတ်တမ်းဆုပ်ထားတယ်လွန်လူးနေတဲ့မွေဝေးကိုစုပ်ကင်ရင်ကပြောရောဗျာကျုပ်စောစောတုန်းကတောင်းပန်ထားပါတယ်ဗျာမနှောက်ယှက်ပါနဲ့လို့ပြောထားတဲ့ကြားကကျုပ်ကိုပညာသည်ကလှုပ်လိုက်တာကိုတွေးကြသေးတာပေါ့လေဒီနေရာမှာသူသေးကိုသေးပညာပြန်ကြတာပေါ့ကဲမေးပါမယ်ဒီပြိတ္တထဲမှာထမိန်ဆောက်ထိုးဝစ်ထားတဲ့မိန်းမပါသလားမိန်းမတွေအချင်းချင်းပြန်ကြည့်ကြကုန်ရောဗျဖနက်ဖင်ခုထိုင်တဲ့သူပါသလားတစ်ပင်ပေါ်တက်ကြည့်သူရှိသလားမရှိပါဘူးသပင်ဖားလျချထားတဲ့သူပါလားမပါပါဘူးလက်နောက်ပြန်ထောက်ပြီးထိုင်တဲ့လူရှိသလားအားလုံးအနီးကလူချင်းပြန်ကြည့်ကြတယ်ဟဲ့ဟိုဖိုးကြီးလက်နောက်ပြန်ထောက်ထိုင်နေတာမဟုတ်လားဟဲ့အေးဟဲ့ဟုတ်တယ်တော့လက်နောက်ပြန်ထိုင်တဲ့သူရှိလားပညာဆန်းတဲ့သူရှိလားရှိရင်စမ်းချင်ရင်စီးဝိုင်းနဲ့ဝင်လိုက်ပါလာပါတက်တိရှိရင်ဝင်ခဲ့ပါဒီမှာလက်နောက်ပြန်ထောက်ပြီးတင်းမြခွေထိုင်နေတဲ့စီးဝိုင်းရှိကအဖိုးကြီးကိုပြိတ္တကမြင်ပြီးလက်ညှိုးထိုးပြကြပါရောဟိုဖိုးကြီးထိုင်နေတယ်ဆရာဟုတ်တယ်ဟိုလူကြီးထိုင်နေတယ်ဗျအဖိုးကြီးနောက်ပြန်လက်ထောက်မထိုင်နဲ့လေဗျာဒီလူကြီးနားမလည်ဘူးလားမသိဘူးဟေ့ဖိုးကြီးအဲ့လိုမထိုင်နဲ့လေဗျာဟာထိုင်တော့ဘာဖြစ်လို့တော့ခမည်းနောက်ပြန်လက်ထောက်ထိုင်နေလို့မွေးစရာမွေးမထိန်နိုင်ဖြစ်နေတယ်ဗျဘာဆိုင်လို့လဲကွာသွားစမ်းပါထွေးကြည့်လိုက်တော့ဖះကြီးဟိုတိုက်ပုံရင်ကွယ်သပင်ကုတ်ထောက်ရင်ဘက်မှာအင်းဆက်မကွက်တင်နဲ့နှကမ်းမွေးကုတ်ဖိုးကြီးဗျာဟိုတခါချမ်းသာကြီးလက်ဖက်ရည်ဆိုင်မှာလူ10ယောက်စာစားနိုင်တဲ့မုတ်တွေကိုတယောက်တည်းစားပြီးမွေးရှင်းသွားတဲ့အယူလိုတထေးကြီးပါလားလမ်းမစည်းဝိုင်းထဲမှာအနီးမှာတင်းမြင့်ခွေပြီးလက်နှစ်ဖက်နောက်ပြစ်ထိုင်နေတာဗျအနီးမှာရှိတဲ့ပြိတ္တနဲ့အငင်းခုန်ဖြစ်နေကြတာ哦ဒီမှာမွေးအလံမဲဆရာကြီးမွေမင်းရာသာကအလွန်လုံးနေတဲ့မွေပွေးကြီးကိုဘယ်လက်နဲ့စုပ်ကိုင်းအယူလိုလူကြီးရှိကိုရောက်လာပါရောသူ့မျက်နှာကလည်းဒေါသထွက်နေတဲ့မျက်နှာမျိုးဖြစ်လို့အဖိုးကြီး
ဘာလဲကွာခင်ဗျားဘာလို့လက်နောက်ပြစ်ထိုင်တာတော့ညောင်းတော့ထိုင်တာပေါ့ကွာဘာဖြစ်လို့တော့ကျုပ်လမ်းမဲပြလို့မရတော့ဘူးဗျအဲ့ဒါငါနဲ့ဘာဆိုင်လို့တော့ဟာဘာလဲအဖိုးကြီးခင်ဗျားကပညာသေးလားဟုတ်လားကျုပ်ပြနေတဲ့အလံမဲပွဲကိုကျုပ်ကိုမွေကိုပြန်ကြိုက်သေးအောင်ခင်ဗျားကအောက်လိုင်းပညာနဲ့လာပြုစားတာပေါ့ဟုတ်လားခင်ဗျားကကျုပ်ကိုငဆွေးငပွေးအလဲမစရာမှတ်ပြီးပညာဆန်းလိုက်တာပေါ့ဂိုင်းခင်ဗျားနဲ့ကျုပ်ပညာပြန်ရအောင်စီးဝိုင်းနဲ့ဝင်လိုက်ဗျာသူ့ကိုယ်ပညာပြန်မယ်ထဘာလဲကျုပ်ကိုကြောက်လို့လားငါဘာမှမတတ်ပါဘူးကွာဒီမှာမွေးစရာကပြိတ္တဘက်ကိုကြည့်ပြီးအလံမဲကြည့်ပြိတ္တများခင်ဗျာဟောဒီအင်းစမတွေနဲ့တိုက်ပုံရင်ခွဲကြီးကကျုပ်မွေနဲ့ကျုပ်ဝိုင်းထဲမှာတေးအောင်အောက်လန်းပညာနဲ့လက်နောက်ပြစ်ထိုင်ပြီးပြူစားခဲ့ပါတယ်ကျွန်တော်လင်းမြန်ကျွမ်းကျင်တာရဲ့ကျွန်တော်ရဲ့တိတ်ထိဝင်မွေနိုင်စေးမြစ်စွမ်းရဲ့ကြောင့်ကျွန်တော်မွေကြိုက်ပြီးမတေးရတာပါဟောဒီအဖိုးကြီးကအောက်လန်းပညာသေးကြီးပါခင်ဗျာပညာပြိုင်ဖို့ခေါ်တော့လဲစီးဝိုင်းနဲ့မဝင်ရဲပါဘူးဒီအဖိုးကြီးဒီနေရာမှာရှိနေမွေအလံမဲပြပွဲကိုဆက်မပြတော့ပါဘူးခင်ဗျာဒီလိုလဲပြောလိုက်ရောပွဲကြည့်ပြိတ္တတွေကတိုက်ပုံရင်ခွဲနဲ့အယူလိုလူကြီးကိုဝိုင်းပြောကြပါရောဗျာအဖိုးကြီးခင်ဗျားထွက်သွားတော့ဘာကွာဟဲ့လူကြီးအောက်လန်းဆရာကြီးခုချက်ချင်းထမထားဘူးကွာဒီယူအောက်လန်းဆရာကြီးပွဲဖြတ်နေတာကွာဆွဲထုတ်ကွာဟုတ်တယ်ထယောက်ျားသားအချို့ကယူလိုလူကြီးကိုကုတ်ဆွဲလက်ဆွဲပြီးဆွဲထုတ်တော့လူကြီးကယုံအောက်လန်းဆရာတဲ့ကွာဝိုင်းချကွာကဲကွာဟေးကောင်းလေးတွေတေဟအောက်လန်းဆရာတေဟအယူလိုလူတိုက်ပုံရင်ခွဲကြီးကိုအောက်လန်းဆရာဆိုပြီးဝိုင်းကန်ထိုးချိတ်ကြတာအဖိုးကြီးကုန်းကြီးဖြစ်နေတယ်ဗျာကျွန်တော်လည်းကြည့်မနေနိုင်လို့ဝင်ပြောရပါရောဟဲ့လူတွေမလောက်ကြပါနဲ့အသက်ကြီးတဲ့လူကြီးပါဗျာမလောက်ကြပါနဲ့မင်းကဘာလုပ်လဲဘာကိစ္စနဲ့ဝင်တာလဲအဲ့ဒီဝင်တာတဲ့ကောင်မချပစ်ကွာအဲ့ကောင်လည်းဒီအောက်လန်းဆရာပဲနေမှာဟဲ့ထားစက်များငါ့ကိုမရိုက်ပါနဲ့တောင်းပန်ပါတယ်ဟဲ့လူတွေဥပဒေမဲ့မလောက်ကြပါနဲ့ဗျာမင်းကလားကဲကွာဒီမှာပဲအထူးရိုက်ခံနေရတဲ့အောက်လန်းဆရာကြီးအထွင်လွဲခံရလူကြီးကပါဇက်ကနေကြားဆိုတဲ့ရင်ကောင်းတန်ကျုံဝတန်ကြီးနဲ့အတူဝိုင်းသမနေတဲ့လူတွေဖျိုးဖျဲလန်ကျသွားတယ်လို့ဟိုးကောင်းကင်ဝါးတပြန်မရှိတရှိမှလဲယောဂီအောင်လွယ်ကြီးလွယ်ထားတဲ့ရင်ခွဲတိုက်ပုံကြီးမြောက်သွားတာကိုအံ့ဖွယ်မြင်လိုက်ရပါရောဟဲအာကပါလားဟေ့တိုင်းဆရာနဲ့တူတယ်ကွာလေထဲကိုလွှားကနေမြောက်တက်သွားတဲ့တိုက်ပုံရင်ခွဲလူကြီးဟာမွေလမ်းမဲပြတဲ့စီဝိုင်းအလဲမှာရက်လျက်ကျလာတာမြင်ကြရောပရိသတ်ရောစောကဝိုင်းထိုးချိတ်ကန်ကြောက်တဲ့လူတွေရောမွေလမ်းမဲဆရာကြီးနဲ့သူ့တပည့်တွေပါအံ့အားသင့်ကုန်ပါရောဟဲ့ကောင်မွေလမ်းမဲမင်းကမြန်ငါ့ကိုအောက်လန်းဆရာဟုတ်လားကိုမွေလဲကိုမနိုင်ကိုမွေဈေးကလည်းအစွမ်းမရှိချင်ကိုက်ရင်အောင်လိမ့်လို့အရားမပြေတဲ့တစ်ကိုင်းစားကိုရောင်းပြီးမွေလမ်းမဲပြကြွားဝါပြီးဖြန်းကျင်တဲ့ကောင်မင်းငါ့ကိုစော်ကားလိုက်တာဟိုပြီးပရိသတ်နဲ့ရန်တိုက်ပြီးလိန်စင်တွေကိုကာကျင်တဲ့ဆရာလိန်ကြီးကိုင်းအခုငါပညာပေးဖို့အချိန်ရောက်လာပြီမင်းမွေစေးတကယ်စွမ်းလားမွေဆရာကလည်းကနဦးတော့ကြောင်သွားရာနီအဟံကောင်းတော့မတုံ့လှုပ်ဘူးဗျခမားပညာပြန်ရင်လို့ဝင်လာတာလားကျုပ်မြမားပြည်တပြည်လုံးလှည့်ပြီးစုံကဝေးပညာတတ်တွေကိုဘဝတုံးအောင်လုပ်ခဲ့တဲ့မွေဆရာပဲခမားကျုပ်ကိုတောင်းမှန်ရင်ကျုပ်ခွင့်လုပ်ပေးမယ်မဟုတ်ရင်တော့ဟောဒီမွေတွေနဲ့တွေ့သွားမယ်အဖိုးကြီးမင်းမွေကအစိတ်ရှိလို့လားမွေစိတ်ရောရှိလားဟေးခမားပွဲချင်းပြီးသွားမယ်အဖိုးကြီးရော့မင်းလက်ထဲကမွေပွေးနဲ့ငါ့ကိုကြိုက်ခိုင်းလိုက်စမ်းရော့လူတွေကလည်းမွေလမ်းမဲ့ပွဲကနေပညာပြိုင်ပွဲဖြစ်လာပြီးစိန်ခေါ်နေကြတော့အတန်မထွက်ပဲစိုက်ကြည့်နေကြတယ်အယူလိုလူတိုက်ပုံရင်ခွဲလူကြီးကလက်ထိုးပေးလွတ်နေတဲ့မွေပွေးတုတ်အကွက်ကျဲကြီးနဲ့လှမ်းပတ်လိုက်တာအမလေးဟဲ့ဖယ်နေကြဟဲ့ဟင်အလိုလေးမွေဆရာပြစ်လိုက်တဲ့မွေပွေးကြီးကဖြီးကနေအတန်မြည်ပြီးလူကြီးရှိရာကိုဝင်အလားလူကြီးကမွေပွေးကိုညာလက်နဲ့ဖမ်းပြီးမွေပွေးရဲ့ဦးခေါင်းကိုပါဇက်ထဲထည့်သွားနဲ့ကိုက်ပြလိုက်တာဗျအမလေးမြတ်စွာဘုရားဘလူကြီးပါလိုက်တော့ကလေးတွေရောလူကြီးတွေရောရှောင်နေကြဟဲ့အနာမကတ်နဲ့နော်မွေအလံမဲဆရာကမွေပွေးကောင်းနဲ့ကိုက်ပြီးဦးခေါင်းရမ်းပြနေတဲ့တိုက်ပုံရင်ခွဲအဖိုးကြီးကိုကြည့်ပြီးပါဇက်ဟအလွန်အံ့ဩကြက်သေးဖြစ်ရောမွေပွေးကလူကြီးရဲ့ပါဇက်သွားကြမှာလွန်းတုနေရမှာတဲရစရာကြီးဗျာ
ဒီမှာလူကြီးကမွေဝေးရဲ့လေပင်ကိုလက်နဲ့ညှစ်ဖြုတ်ပြီးမွေလမ်းမဲ့ဆရာရှိအောင်လှမ်းပစ်မလို့လုပ်လိုက်တာမွေဆရာလန့်ပြီးထိုင်ချလိုက်တာကိုကြည့်ပြီးတိုက်ပုံရင်ခွဲကြီးကတဟားဟားရေပါရောမင်းကမွေနိုင်နဲ့မွေအလံမဲ့ဆရာဟုတ်လားမင်းကမွေစိတ်ကိုမင်းရဲ့တိတ်တိဝင်ဆေးမြစ်သွေးရည်နဲ့အစိတ်ချနိုင်တယ်ဟုတ်လားမင်းမွေးထားတဲ့မွေဘွေးမွေဟောင်းနဲ့မဆန်းဟဲ့ဟောဒီမွေနဲ့ဆန်းမယ်ကွာကြည့်မွေဘွေးကြီးကိုမြေကြီးပေါ်အသာချလိုက်ပြီးနောက်ဟာအမလေးတော့မွေငန်းတော်ကြီးတော့ဖះကြီးပဲဟာအိုးတိုက်ပုံရင်ခွဲကြီးကသူလွယ်ထားတဲ့ယောဂီအောင်လွယ်ရီထဲလက်၌ဆွဲထုတ်လိုက်ရောအမလေးဗျာလူကြီးလက်ဖြန်လုံးလောက်ရှိတဲ့မွေငန်းတော်ကြားကြီးအရှိကလက်တလန်ကျော်ရှိမှာပဲဗျို့ဟဲ့ကောင်ဒီငန်းတော်ကြားအကြိုက်ခံပြီးမင်းဆေးမြစ်ကိုသွေးလိမ့်အစိတ်ချပြမင်းမသေးပဲမွေစိတ်ကြခဲ့ရင်မင်းကိုငါထိုင်ကြော့ပြီးကျွန်းတပည့်ခံမယ်လာပါဟဲ့ငန်းတော်ကြားကြီးဒီအလံမဲဆရာစုပ်ကိုကြိုက်စမ်းဟဲ့အမလေးဟာစေးစွမ်းနေဆိုမရှောင်နဲ့မပြေးနဲ့လေကွာငန်းတော်ကြားမွေကြီးကအဖိုးကြီးလက်ထဲကနေလှမ်းပေါက်ရမွေမင်းရာစာဆိုသူလဲဇောချွေးပြန်ပြီးလှည့်ပတ်ရှောင်နေရရောဗျအကြိုက်ခံပြလေကွာမလုပ်ပါနဲ့ဗျာယောမင်းစီကိုလာကြိုက်လိုက်မယ်ယော့အမလေးဗျတိုက်ပုံရင်ခွဲကြီးကငန်းမွေကိုမြေပေါ်ချပေးလိုက်ရောအဝါနဲ့အနက်အစ်စ်လိုက်ပတ်ထားတဲ့အစိတ်ပြင်းငန်းတော်ကြားမွေကြီးကမွေလမ်းမဲ့ဆရာပြေးရနောက်ကိုလိုက်ပါလေရောနောက်ဆုံးသူ့စီဝိုင်းထဲမှာပြေးရင်ခလုတ်တိုက်အလဲငန်းတော်ကြားမွေကြီးကသူ့ရှိရာကိုဥတီပြေးအဝင်မွေအလံမဲ့ဆရာမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးငဲတန်းပေါအောင်អော်လိုက်တယ်ကျွန်တော်တို့ကြည့်နေတဲ့သူတွေလည်းမွေဆရာတော့တေးပြီးမှတ်တာဟိတ်ရက်လိုက်ရင်ခွဲတိုက်ပုံကြီးရဲ့ရက်ဆိုတဲ့ဖနှောက်ပေါက်အမိန်ပေးတဲ့အဆုံးမှာပေါက်မလို့ပပြင်းအားယူလုံနေတဲ့ငန်းတော်ကြားကြီးတုံငနေရက်ပြီးကြောက်ရွံ့လို့ငြိမ်သက်နေပါတယ်လုံးဝမလှုပ်တော့တာဗျာဖះကြီးဒီအယူလိုတိုက်ပုံရင်ခွဲနဲ့လူကြီးကဒီလိုမျိုးငန်းတော်ကြားမွေဆိုးကြီးကိုရက်လို့အမိန်ပေးလိုက်တဲ့လားဗျာအစိတ်ပြင်းတဲ့မွေပွေးကိုပါဇက်ထဲမှာသွားနဲ့ကြိုက်ခဲပြီးလှုပ်ပြနိုင်တာတကယ်ရောဟုတ်ရဲ့လားဟုတ်တယ်ကျွန်တော်အပါဝင်အလံမဲပွဲချီပရိသတ်အားလုံးမျက်စိရှိမောက်မှာအရှင်းသားမြင်နေရတာဗျာစောစောတုန်းကအဖိုးကြီးကိုအောက်လန်းဆရာလို့ပြောတဲ့မွေအလံမဲဆရာရောဝိုင်းထိုးကြိတ်ကန်ကြောက်တဲ့လူစုရောအကြီးအကျယ်လန့်နေကြတယ်ဗျာဒီလူကြီးကတကယ်ပဲအောက်လန်းဆရာလားမော်ဆရာကြီးလားမွေအလံမဲဆရာမွေမင်းရာစာဆိုသူကတော့သူ့ရှေ့တပေခန့်အကွာမှာပေါက်တော့မလို့ပပြင်းနောက်လှန်ချိန်အာယူပြီးကြောက်ရွံ့လို့တန့်နေတဲ့ငန်းတော်ကြားမွေကြီးကိုကြည့်ပြီးနှစ်ဖူးကချွေတွေတလိမ့်လိမ့်စီးကြနေတယ်ဗျရိုးမွေနိုင်စေးရောင်းအလံမဲပြပွဲကနေမမျော်လင့်ပဲစီးဝိုင်းထဲမှာမွေပညာပြိုင်နဲ့ပြိုင်ပွဲဖြစ်သွားလို့လူတွေပုံများဝိုင်းကြည့်နေကြရောဟိတ်ကောင်မွေမင်းရာစာဆိုတာမွေတို့ရဲ့ဘယင်လို့အထိပ္ပယ်ရတယ်ကွာငန်းတော်ကြားဆိုတာလည်းမွေတို့ရဲ့ဘယင်ပဲမွေစိုးမှန်သမျှဥခိုက်ရတဲ့မွေပဲမင်းမွေဟောက်တို့မွေဘွေးတို့ရောအခုလှုပ်ရလားကြည်စမ်းဟုတ်တယ်ဗျာလက်ဖြံတစ်လုံးမြတလန်နီးပါးရှည်တဲ့ငန်းတော်ကြီးကိုမြင်ကြရောမွေဆရာရဲ့မွေဟောက်ကြီးနဲ့ငန်းဝါကြီးတို့မြေပြင်မှာခေါင်းချပြီးဝတ်နေကြရောလားကဲမွေမင်းရစာကြီးမင်းမွေတွေကိုနိုင်တယ်ဆိုရင်မင်းမွေနိုင်စေးမြင့်နဲ့အဲ့ဒီငန်းတော်ကြောကိုခေါင်းချသွားအောင်လှုပ်ဆန်းကွာလှုပ်ပါမွေမင်းရစာဟာမွေနိုင်စေးမြင့်ကိုစုပ်ကင်ထားပြီးမဲ့သူ့ရှိရမျက်လုံးရဲပြူးနေတဲ့ငန်းတော်ကြောင်မထီရဲဘူးမွေကြီးကသူ့ကိုငြိမ်ပြီးကြည့်နေတာဗျနှစ်ဘူးကချွေးသေးတွေကိုလက်နဲ့တက်ပြီးရှေ့ရမွေကိုစိုးရင်ကြီးစွာကြည့်လို့ဒူးတုံနေတယ်ပြိတ္တကြီးခမညာကျုံဟာမွေဆရာမဟုတ်ပါဘူးဗျဒါနဲ့အတူအောက်လန်းဆရာလည်းမဟုတ်ပါဘူးကျုပ်ဘာသာကျုပ်ညောင်းလို့လက်ထောက်ကြည့်နေတာကိုတင်းကအောက်လန်းဆရာအပြုတ်မှုလုပ်တယ်ဆိုပြီးအောက်လန်းဆရာလို့ဆွဆွဲခဲ့တယ်အခုမွေနိုင်ဆေးဆွမ်းသူကြီးဘာလုပ်နိုင်သေးလဲဗျသူ့တိတ်တိဝယ်မွေနိုင်စေးကိုသူယုံကြည်ရင်ငန်းတော်ကြောကိုခေါင်းကြအောင်လှုပ်ဆန်းပါစေဗျာပွဲကြည့်ပရိသတ်လည်းအခုမှသဘောပေါက်သွားကြတယ်သူတို့လက်ထဲကလက်တဆစ်မြသောမွေနိုင်စေးမြစ်ကိုကြည့်ပြီးကြောက်ရွံ့နေတဲ့မွေအလံမဲဆရာကိုအထင်သေးတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်တယ်ဟဲ့ကောင်မွေမင်းရစာမင်းစင်လုံးတွေကိုငါသိတယ်မွေမင်းရစာမင်းငန်းတော်ကြောကိုမကင်ရဲတော့ဘူးမဟုတ်လားကိုင်းမွေကြည့်ပရိသတ်များခင်ဗျာခုဆိုရင်သူ့ရဲ့တိတ်တိဝင်မွေနိုင်စေးမြစ်အစွမ်းကိုတိလောက်ပါပြီကဲပရိသတ်ထဲဟောဒီငန်းတော်ကြားဦးကောင်ကိုလက်ဝါးတင်ရတဲ့လူရှိရင်ဝိုင်းနဲ့ဝင်ခဲ့ကြပါဘိုးကြီးကတော့ကလို့ခေါ်လိုက်တယ်ဗျဟဲ့ကောင်ကြောက်ခဲမင်းသွားကင်ကွာဟာ
မိမသာသွားကင်ပါလားဟာငါချစ်မင်းဝင်ကင်ကွာငါတယောက်တည်းမကင်ရဲဘူးမင်းနဲ့တူသွားကင်မလားဟာငါမကင်ရဲလို့မင်းကိုကင်ခိုင်းတာကွာဖွီသူများကြတော့သေးသေးချင်းနဲ့ကောင်ကင်ဘသူငန်းတော့ကြားကောင်းပေါ်လက်တင်ရဲလေစောစောကငါ့ကိုဝိုင်းထိုးတဲ့ကောင်နဲ့ကင်ရဲလားဝင်ခဲ့ဖိုးကြီးကိုဝိုင်းထိုးခဲ့တဲ့လူတွေလန့်ပြီးနောက်ဆုတ်သွားကြတယ်မင်းရောကင်ရဲလားဟေးဟိုတငယ်ရောဟာမကင်ရဲဘူးဘာကြီးဟေးဘင်တီးတဲ့ကောင်မင်းကင်ရဲလားဟဲ့မကင်ရဲပါဘူးဗျဟိုကောင်ဆေးဝယ်တဲ့ကောင်ရောမကင်ရဲပါဘူးဗျကျုပ်ကင်ရဲတယ်ဗျဟေးအလိုလေးဟာကိုရင်ငယ်လေးပါလားဟဲ့ကျုပ်ကင်ရဲတယ်လို့ပြောလိုက်တဲ့အတန်သေးသေးလေးကြားလို့လှည့်ကြည့်လိုက်တော့အလိုတပိတ်ပိုက်ထားတဲ့ကိုရင်ငယ်လေးတစ်ပါးဗျအသက်ကရှိလာ8နှစ်9နှစ်မြပဲရှိမယ်ဗျကရုံးကိုပြောင်းနေတာပဲကင်ရဲတာဘယ်သူတော့ကျုပ်ပဲတကားကြီးဟင်ကိုရင်လေးတစ်ပါးဟာကိုရင်ပွဲနာမည်ဘယ်လိုခေါ်ပါတုံးဗျတိုက်ပုံရင်ခွဲအဖိုးကြီးကလောက်ချီပြီးရိုးသေးသေးမေးလိုက်တာဗျရှင်ဝီမလာလို့ခေါ်ပါတယ်တကားကြီးအချို့ကတော့ကိုရင်ညှက်စီလို့ခေါ်ပါတယ်ကိုရင်တက်တိကောင်းလာ ਈ လားဒီငန်းတော်ကြားမွေကအစိတ်ပြင်းတဲ့မွေပြင်းမှာကိုရင်အသက်အန္တရာယ်ရှိပါတယ်တကယ်ရောကန်ရဲလို့လားဖေ။ကန်ရဲတယ်တကားကြီးကန်ရင်ကိုရင်မကန်နဲ့ကိုရင်ညက်စီသေးလိမ့်မယ်မကန်နဲ့ကိုရင်လေးမလုံးနဲ့အနည်းရှိလူတွေကကိုရင်လေးကိုမကန်မို့ဝိုင်းအော်တားကြတယ်ကိုရင်ကလုံးဝမတုံ့လှုပ်ဘူးဗျာဘယ်เจ้าကကိုရင်မှန်းမသိဘူးမြင်လဲမမြင်ဘူးကြဘူးဒီမှာမိမကြီးတူကအော်ပြီးမေးပါလေရောဒီမှာဆရာကြီးရှင်ပြောပါမေးပြောပါကိုရင်လေးကိုမွေးကိုက်လို့တင်ရင်ရှင်ဘက်နဲ့လုံမတော့ကျုပ်ထောင်ထဲဝင်မယ်တကမာကြီးကိုရင်မကြောက်ဘူးကန်ရဲတယ်ကိုရင်ဘာလို့တင်နိုင်မှန်းသိရတာနဲ့ကန်ကျင်ရတာလဲဒီမှာကိုရင်ညက်စီကအဖွားကြီးရဲ့နားကိုကပ်ပြီးထိုးပြောလိုက်တယ်အဖွားကြီးအံ့ဩသလိုဖြစ်သွားအောင်ဒီမှာတိုက်ပုံရင်ခွဲရအော်မေးတယ်ကိုရင်တကယ်ကန်ရဲလားကန်ရဲတယ်ကန်ရဲဝင်ခဲ့ပါကိုရင်ညှက်စီတပိတ်လေးပိုက်ပြီးစီးဝိုင်းနဲ့ဝင်လိုက်တယ်လူတွေကတော့အပြစ်ပြောကုန်ကြပြီဗျကိုရင်လေးသာတစ်ခုခုဖြစ်ရင်ဒီအဖိုးကြီးကိုဒီနေရာနဲ့အပြတ်ရှင်းမယ်ဟဲ့ဘလို့လူကြီးလဲကွာတေချင်လို့နဲ့တူတယ်ဟဲ့ပြောကုန်ကြပြီဗျကိုရင်တကားကြီးဘာလို့အစိတ်ပြင်းတဲ့မွေစိုးကောင်းကန်ရဲရတာလဲဒီမှာကိုရင်ညက်စီကတိုက်ပုံရင်ခွဲကြီးကိုနားကိုကပ်ပြီးတွတ်ပြောလိုက်တယ်ဘသူမှမကြားကြဘူးဘသူပြောမှန်းလည်းမခံမနိုင်ကြဘူးသို့တော့တိုက်ပုံရင်ခွဲအဖိုးကြီးကခေါင်းတညိမ့်ညိမ့်လှုပ်ပြီးပြုံးနေလေရဲ့မူလမွေစရာမွေမင်းညာသားကတော့အပြူစားခံရသလိုငူငူကြီးရက်ကြည့်နေတော့မှကိုင်းကိုရင်ကိုင်းတော့ကျွန်တော်တို့ကြည့်နေသူအားလုံးအတန်တွေတိတ်သွားကြတယ်မွေကြီးရှေ့မှာရက်ပြီးဂါထာတစ်ပုဒ်ကိုရွတ်လိုက်တယ်ဝီရူပခေဟိမေမစ်တံအေရာပထေဟိမေစသဖြင့်ကိုရင်လေးမျက်လုံးစုံမှိတ်တပိတ်ပိုက်ပြီးခန္ဓာတုတ်တော်ကပရိဂါထာနှစ်ပိုက်ကိုတန်နေတန်ထားနဲ့ငွေငန်းတော်ကြားကြီးရှေ့မှာရွတ်နေတာဗျအတန်ကြာတယ်ဗျအဖိုးကြီးကလည်းခေါင်းတငိမ့်ငိမ့်လို့ပြီးအဖိုးကြီးကလည်းပါဇက်ကတစ်ခုခုကိုရွတ်နေတယ်ဗျငွေအလံမဲ့အဖွဲကလည်းစူးစိုက်ပြီးကြည့်နေကြကျွန်တော်တို့လည်းဘာတွေဖြစ်ကုန်ပါလဲဆိုပြီးရင်ထိတ်နေတော့မှာပဲကိုရင်လေးကကြောက်ရွံ့လို့ပပင်းထောင်ငင်းတက်နေတဲ့ငန်းတော်ကြားကြီးရဲ့ဦးခေါင်းကိုပရိတ်တော်အစုံသူ့လက်ဝါးသေးသေးလေးတင်လိုက်ရောဟာဟဲအလိုလေးတော့ကြည်စမ်းပါဗျာလူဦးရေ100ကျော်ခန့်ပြိတ္တကြီးကလက်ခုပ်တွေတီးလက်ခောက်တွေမှုတ်ဩဘာတွေပေးကြတာဗျာကြည့်လေဗျာပရိတ်ရွတ်ပြီးငန်းတော်ကြားဦးခေါင်းပေါ်သူ့လက်ဘဝလေးတင်လိုက်ရောကြောက်ရွံ့လို့တောင့်နေတဲ့ငန်းတော်ကြားဦးခေါင်းမြေကြီးပေါ်ညွတ်ကြပြီးကိုရင်လေးခြေဘဝပေါ်ဦးခေါင်းတင်ငိမ့်နေတာဟုတ်ဗျချီကျူးအံဩတာတွေညံနေတယ်ဗျာကိုရင်လေးတပိတ်ပေါ်လဲငွေဆက်ကူတွေဝိုင်းတင်ကြပါရောတိုက်ပုံရင်ခွဲကြီးကလည်းကိုရင်လေးကိုရိုသေးစွာလက်အုပ်ချီလို့မြေပြင်မှာထိုင်ကြတော့တယ်ဗျာအိုးကြည်စမ်းမအောင်မွေလမ်းမဲစီကမွေမင်းညာစာနဲ့သူ့တပည့်2ဦးပါကိုရင်လေးကိုကြောကြတယ်ဗျာသူတို့ရိုသေးစွာကြောတာမြင်ကြတော့ပရိသတ်ကလည်းကိုရင်လေးကိုထိုင်ကြောကြပါရောဗျာကျွန်တော်လည်းကြောတာပေါ့ဗျာပရိသတ်တို့ဟောဒီကိုရင်လေးရွေးလိုက်တာခန္ဓာပရိတ်တော်ပါဖះရှင်ကိုတော်မြတ်ကြီးဟောကြားခဲ့တဲ့ပရိတ်တော်ပါအဓိပ္ပာယ်ကဝိတုပက္ခတေဇထံဖြင့်နဂါမင်းဤတင်းပင်ရန်ချွေနဂါမွေတို့နဲ့အတူတတဝအချင်းချင်းချက်ချင်းမြတ်တာသည်ဖြစ်ပါစေတည်းအေရာပထတေဇထံဖြင့်နဂါမင်းဤတင်းပင်ရန်ချွေနဂါမွေတို့နဲ့အတူတတဝအချင်းချင်းချက်ချင်းမြတ်တာသည်ဖြစ်ပါစေတည်းစဗျာပုဒ္ဒတေဇထံဖြင့်နဂါမင်း
ကနာခေါမတေစားထံပြင်ငကားမင်းဤတင်းပင်းရံချွေငကားမွေတို့နှင့်အတူငါဤတရဝအချင်းချင်းချစ်ခင်ခြင်းမေတ္တာသည်ဖြစ်ပါစေတည်းအခြေမရှိသောများစွာသောတရဝတို့နှင့်အတူငါဤတရဝအချင်းချင်းမေတ္တာသည်ဖြစ်ပါစေတည်းအခြေနှစ်ချောင်းအခြေလေးချောင်းအခြေများစွာတရဝတို့နှင့်အတူငါဤတရဝအချင်းချင်းချစ်ခင်ခြင်းမေတ္တာသည်ဖြစ်ပါစေတည်းမှတ်ထားကြပါဒီခန္ဓာတုပ်ပရိတ်တော်ဟာအစိတ်ရှိတဲ့မွေနဂါးတို့ကိုမေတ္တာပို့တာတဲ့မေတ္တာပရိတ်တော်ပါဒီခန္ဓာပရိတ်ကိုနေ့စဉ်၅ပါးသီလလုံးကျုံစွာနဲ့တက်စေရွရင်ဘလို့အစိတ်ရှိတဲ့မွေမှအန္တရာယ်ပြုလို့မရပါဘူး။ gain ကိုရင်လေးကလက်တွေ့ပြလိုက်ပါပြီ။ခမားတို့တိတ်တိဝင်မွေဆေးဆောင်ထားဖို့လိုသေးလားဗျာ။မလိုပါဘူးဗျို့။ gain မွေးစရာမောင်ရင်ဝေထားတဲ့မွေနိုင်စိတ်မြစ်တွေအကုန်ပြန်သိမ်းလိုက်။မသိမ်းခဲ့ရင်ငါမင်းရဲ့ဇာတိရုပ်ကိုထပ်ပေါ်ပြီးလူတွေကိုဒဏ်ခတ်ခံရလိမ့်မယ်။ပြန်သိမ်း။မျက်စိမျက်နှာပြတ်နေတဲ့မွေစရာမွေမင်းရသာသူဝေထားတဲ့မွေနိုင်စိတ်မြစ်တွေကိုပြန်တောင်းပြီးသိမ်းလိုက်တယ်။ gain ပရိသတ်တို့ပြန်နိုင်ပါပြီ။မှတ်ထားကြပါ။ယရနာမြတ်သုံးပါးကိုယုံကြည်ကိုးကွယ်ကြပါ။အနန္တောအနန္တ၅ပါးကိုယုံသိလေးစားပါ။တရဏဂုံတည်နေရင်ကြောက်ခဲလဲအဋိဌာဏနဲ့ဆေးဖြစ်ပါတယ်။အားလုံးတရဏဂုံတည်တဲ့မေတ္တာရှင်တွေဖြစ်ကြပါစေ။အခန်း3လူတော်တော်များများပြန်ကုန်ကြပြီဗျာ။ဘားတိုက်ပုံကိုထိုးချိတ်မိသူတွေလည်းတောင်းပန်ကြော့ပြီးပြန်သွားကြတယ်ခင်ဗျ။သို့တော့ကျွန်တော်မပြန်သေးဘူးအလံမဲဝိုင်းမှာပဲရှိနေတယ်ကိုရင်လေးလည်းရှိနေတယ်အตาအကဲခံနေကြတာပေါ့မွေးစရာခမည်းမင်းငါ့ကိုစိတ်ဆိုးသလားမင်းတို့ကြံကွက်ဖန်ကွက်တွေကိုငါသိတယ်မွေးစရာမင်းရဲ့မွေဘွေးတွေရောမွေဟောက်တွေရောအဆွဲချိုးထားတဲ့မွေတွေကွမင်းပထမမွေနိုင်စိမ့်မြစ်ဝေးမယ်ပြီးရင်မွေစာဘိုးဆိုပြီးပတ်စံတောင်းမယ်မင်းမွေနိုင်စေးတကယ်စွမ်းရင်ငွေထောင်နဲ့တောင်းနဲ့တော့ပေးတင်တာပေါ့ကွာမင်းလေးချင်ထားတဲ့မွေတွေကိုတော့မင်းအထာကြအမိန်ပေးရင်လိုလိုရတာပေါ့သို့တော့မင်းကမစီမဆိုင်လက်ထောက်ကြည့်တဲ့ငါ့ကိုပါအတလွတ်ရန်လုပ်ပြီးပြိသက်နဲ့ရန်တိုက်ပြီးလောက်ကင်စားတော့ဖို့ကြံတယ်ဒါကြောင့်ငါမလွဲမရှောင်တာပဲဝင်ပညာပြရတာပဲမင်းမွေနိုင်စေးစွမ်းရင်ဟောဒီငန်းတော်ကြားအကြိုက်ခံလိုက်လေဒါလန်ခီရရလာတဲ့ငန်းတော်ကြားပဲတက်စားမဲ့လူတွေလက်ထက်ကငါဝယ်ပေးလာတာငါငွေပေးဝယ်လာတာအဆွဲရှိတယ်စိတ်ပြင်းတယ်မင်းအကိုက်မခံရဲဘူးမင်းတို့ဆေးကိုလိန်ညာမရောက်ပါနဲ့မွေးစရာဘာမှမသိတဲ့ရိုးသားတဲ့လူတွေကိုယုံကြည်ကိုးစားအသုံးမရင်ကိုကျိုးနဲ့ကောင်မလေးမကွာရိုးမွေအလံပဲအလှပြစားရင်ပဲငွေအလူငွေရပြီးထမင်းစားလို့ရပါတယ်ဟုတ်ရဲ့လားဟုတ်ကဲ့ပါဆရာကြီးမင်းတိတ်တိဝင်မွေဆေးမြစ်ကဘာလဲဆိုတာငါပြောပြရအောင်မလားကျွန်တော်မှားပါတယ်ဆရာကြီးကိုအပြစ်မှားစော်ကားမိတာလဲတောင်းပန်ပါတယ်ဆရာကြီးခင်ဗျာနောက်ကိုကျွန်တော်မွေဆေးရောင်းမစားတော့ပါဘူးမွေအလံပဲပြစားပါမယ်လို့ဂရုပြုပါတယ်ဆရာကြီးသူတို့သုံးဦးကတိုက်ပုံရင်ခွဲနဲ့ဆရာကြီးကိုထိုင်ကြော့ကြတယ်ဗျာတာဓုအမားကိုအမားလို့သိတာမမှားသေးဘူးမွေဆရာလိန်မာရိုးသားကြပါကွဒီနောက်တိုက်ပုံရင်ခွဲဖာကြီးကငန်းတော်ကြားမွေကြီးကိုကောက်ယူပြီးလွယ်အိတ်ထဲကိုထည့်လွယ်လို့ကိုရင်လေးနဲ့ထွက်သွားတယ်ကျွန်တော်လည်းကတ်လိုက်သွားခဲ့တယ်သွားရင်စကားတွေပြောကြတာကိုကျွန်တော်နောက်ကနေကြားနေရတယ်ကိုရင်လေးတက်တီကောင်းတယ်နော်တခါကြီးကလည်းတော်တာပါပဲတခါကြီးရဲ့ပညာကိုယုံလို့ကိုရင်လည်းအရေးစွန်တာပါတခါကြီးကိုရင်လေးကြုတ်ကြောင်းသိတယ်လားသိပါတယ်ကိုရင်ကဘယ်လိုသိတာတော့ခင်ဗျာဒီလိုပါပဲတခါကြီးရဲ့ကိုရင်လည်းယရနာသုံးပါးကိုယုံကြည်တယ်တခါကြီးပြီးတော့ဘာဖြစ်တော့ကိုရင်အစစ်မြစ်ကံဘီယပညာရက်တွေကိုလည်းလေးစားတယ်ကိုရင်ငယ်ငယ်လေးနဲ့ဒါတွေကိုသိတာပဲလားကိုရင်အဖိုးအောင်မင်းအောင်ရဲ့မိတ်ဆွေရင်ပထမဥတောက်ကြပါတကားကြီးကိုရင်လေးဟာတုတ်ကလေးပြောပြီးနောက်ဘားတိုက်ပုံရင်ခွဲကြီးအပါကနေလှစ်ခနဲထွက်သွားလိုက်တာမြင်လိုက်တာမျက်စိရှိရင်ပျောက်သွားတာပဲဗျကိုရင်လေးဘယ်เจ้าမှနေတာလဲကိုရင်လေးအဖိုးပထမဥတောက်ကြဆိုတာကရောဘလို့ပုံကိုလဲသိချင်မေးချင်လိုက်တာငါညံ့လိုက်ချင်းရဲ့ဘားတိုက်ပုံရင်ခွဲကြီးကအလွန်လျှို့ဝှက်နံလဲလာတဲ့ကိုရင်လေးလှမ်းသွားရာကိုလက်အုပ်ချီပြီးမြစ်တာတွေပို့တာနေလေရဲ့ဗျာအဘဆိုင်ရင်ဆရာမဟုတ်လားဟဲ့ကျွန်တော်ခေါ်တန်ကြောင့်အဘကလှည့်ကြည့်ပြီးမှတ်ရမေးလိုက်ပါရောဗျအဘမှတ်မိသားပဲအဘကိုအခုလိုမြင်တွေ့ရဝမ်းသာလိုက်တာပါရဲ့ဒါနဲ့အဘနာမည်ဘယ်လိုခေါ်လဲဗျလူလေးစာရေးဆရာဗျာဗျ
အဘနာမည်လဲမင်းမမေးနဲ့မင်းနာမည်လဲအဘမမေးဘူးနားလည်လားလို့လေအဘဗမာနေလဲမင်းအိမ်မှာမင်းမအိမ်ရှိလားစာရေးစရာရှိပါတယ်ခင်ဗျမင်းပိုင်သလားပိုင်ပါတယ်ခင်ဗျမင်းတည်သွားရင်အဲ့အိမ်ပိုင်သေးလားတည်သွားရင်တော့မပိုင်ဘူးဗျအိုးပိုင်အိမ်ပိုင်နဲ့နေတယ်ဆိုတာခဏလေးကွာတည်ရင်မပိုင်တော့ဘူးယူသွားလို့လည်းမရဘူးတည်ပြီးရင်မင်းအိမ်မှာလို့ပြောပြီးလာနေလို့မရတော့ဘူးမင်းကိုမင်းလည်းမပိုင်တော့ဘူးအဲ့ဒါအနတ္တပဲအနတ္တမပိုင်ပါလားလို့သိထားရင်မင်းနေတဲ့နေရာငါနေတဲ့နေရာဘာမှတန်ဖိုးမရှိတော့ဘူးကြွားစရာလည်းမလိုတော့ဘူးဓားလန်ကင်ပြီးလုံခြုံရေးယူစရာလည်းမလိုတော့ဘူးတကယ်တန်ဖိုးရှိတာယရဏ၃ပါးပဲဒီယရဏ၃ပါးအရေးမှနေပြီးမေတ္တာကရုဏာမုဒိတာဥပေက္ခဒီဗြဟ္မစိုတရား၄ပါးလက်ကင်ထားလို့ဘဝတွေမှာရိုးသားစွာဆောင်ရွက်ကြရင်အနေလည်းမြတ်တယ်အသေးလည်းမြတ်တယ်တန်ဖိုးလည်းကြီးတယ်အမှန်တကယ်မင်းတို့ငါတို့နေရမယ့်အိမ်ရဲ့အရေးဟာဝင်နာမီယာလည်းမဟုတ်ဘူးရွှေတောင်ကြားလည်းမဟုတ်ဘူးယရဏ၃ပါးအရေးပဲမေတ္တာနဲ့ရိုးသားစွာဖြောင့်မတ်စွာခိုးဝင်ပြီးဖြောင့်မှန်ကြရင်အိမ်နံပါတ်မလို့လမ်းနံပါတ်မလို့မင်းတို့ငါတို့အားလုံးမေတ္တာမျိုးသားတစ္ဆာမျိုးသားကြီးပဲဂိုင်းသွားပြီတော့အဘဘယ်ကိုသွားမှလဲတစ္ဆာမျိုးကျွန်တော်တရွေ့ရွေ့ထွက်သွားနေတဲ့အညီမသိမေတ္တာရှင်ဂမ်ဘီယာလူထူးဆန်းကြီးဘာတိုက်ပုံရဲ့နောက်ကျောလက်အုပ်ချီပြီးဂါရဝပြုလိုက်ရင်ကြံစုံပြရစီအဖရဲ့လို့ဆရာမောင်ညုံမိုင်းတန်လေးရေးသားထားတော့တိုက်ပုံရင်ခွဲငန်းတော်ကြားဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြသူပရိသတ်များအားလုံးစိတ်ချမ်းသာကိုကြားမှာကြပါစေရှင်ကျမတို့ရဲ့မြန်မာ Twilight Reader Channel လေးကိုလည်း Subscribe လုပ်ထားပြီးဘေးက Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေနော်ကျေးဇူးတင်ပါတယ်ရှင်